TikTok ရဲ့ algorithm နားမလဲပဲနဲ့ boost လုပ်နေတာပတ်စံဖြုံးနေတာနဲ့တူတူပဲ boost မလုပ်ပဲနဲ့ရော viral ဖြစ်အောင်ဘယ်လိုလုပ်မလဲဒီနေ့ boost မလုပ်ပဲ viral ဖြစ်မဲ့အချက်၃ချက်ကိုပြောပြပေးမယ်နံပါတ်1က hook ကျွန်တော်တို့ဗီဒီယိုတစ်ပုတ်ရဲ့ hook ကကောင်းနေဖို့လိုတယ်လူတွေစိတ်ဝင်စားဖို့လိုတယ်လူတွေဒီ hook ကိုမှစိတ်မဝင်စားဘူးဆိုလို့ရှိရင်တော့ reach ကကျနေအောင်ပါနံပါတ်2ကတော့ retention viewer တွေကိုကိုဗီဒီယိုအဆုံးထိကြည့်ကျင်လာအောင်ဆွဲခေါ်သွားတာအကယ်လို့ viewer တွေကိုကိုဗီဒီယိုအဆုံးထိကြည့်လာအောင်ဆွဲမခေါ်သွားဘူးဆိုလို့ရှိရင် retention rate ကကျအောင်ပါမယ် retention rate ကျပြီဆိုလို့ရှိရင် hook အလုံးမဖြစ်နေဘူးဆိုတာတော့သိတာပါနံပါတ်3ကတော့ engagement follow like save share ဒါတွေအားလုံးဒီ engagement တွေပဲဖြစ်ပါတယ် viewer တယောက်ကကိုဗီဒီယို hook ကနေစပြီးပါလာရင်နဲ့ဗီဒီယိုတစ်ပုတ်လုံးလည်းအဆုံးထိကြည့်သွားတယ်ပြီးတော့သူ viewer ကနေ action တစ်ခုခုလုပ်သွားတယ် like comment save share ဒါတွေပါလောက်သွားတယ်ဆိုလို့ရှိရင်ကိုဗီဒီယိုတစ်ပုတ်က retention rate မြင့်သွားပြီ retention rate မြင့်သွားပြီဆိုလို့ရှိရင် TikTok ကအဲ့ post ကို auto boost လုပ်ပေးတယ်ဘာဒေါ်လာမှသုံးစရာမလိုဘူးเนาะ auto boost ဘယ်လောက်မိုက်လဲအဲ့တော့မိတ်ဆွေတို့က hook တစ်ခုကိုစနစ်တကျနဲ့ဖန်တီးတတ်ဖို့လိုတယ် retention rate တွေမြင့်အောင်လူတွေအဆုံးထိကြည့်လာအောင်လုပ်ဖို့လိုတယ် engagement တွေတက်ဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတာသိဖို့လိုတယ်ဘာတွေမလုပ်ရဘူးဆိုတာလည်းသိဖို့လိုတယ်ဒီတစ်ခုစီကိုတေချာလောက်တက်ချင်တယ်ဆိုလို့ရှိရင်တော့မိတ်ဆွေအနေနဲ့လေးလာဖို့လိုတယ်တင်ယူဖို့လိုတယ်ဒါတွေအားလုံးလောက်တက်သွားပြီဆိုလို့ရှိရင်မိတ်ဆွေကဒေါ်လာတွေမသုံးမဲနဲ့ boost တွေမလုပ်ဘဲနဲ့မိတ်ဆွေရဲ့ content တွေကို viral ဖြစ်လာအောင်ဖန်တီးလို့ရပါတယ်ဘာဒေါ်လာမှသုံးစရာမလိုပါဘူး auto boost လောက်တက်လာပါလိမ့်မယ်မိတ်ဆွေအနေနဲ့ဒေါ်လာမသုံးမဲနဲ့ဗီဒီယိုတွေ viral ဖြစ်အောင်လောက်တက်ချင်တယ်ဆိုလို့ရှိရင်တော့ TVS ကနေပြီးတော့ TikTok Short AD Master Class ဆိုပြီးဖွင့်ပေးထားပါတယ်ဒီထဲမှာအခုကျွန်တော်ပြောပြသွားတဲ့အကြောင်းအရာတွေအားလုံးအသေးစိတ်ပါဝင်ပါတယ်သင်ခန်းစာတွေအားလုံးပြီးဆုံးသွားလို့ကိုယ်တိုင်ဗီဒီယိုရိုက်တဲ့အချိန်ကြာလို့ရှိရင်တိုးတက်မှုရဲ့ရလဒ်တွေကိုမြောက်ဝါးထင်နေမြင်ရပါလိမ့်မယ်လို့ကျွန်တော်အာမခံပါတယ်ခင်ဗျာကျွန်တော်ရဲ့သင်တန်းလေးကို join နေတယ်ဆိုလို့ရှိရင် Telegram search bar မှာ @tvs834 လို့ရိုက်ရှာလိုက်ပါကျွန်တော်စာလေးပို့ပေးပါသိချင်တာလေးတွေမေးပေးပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အကောင်းဆုံးတွေဖန်တီးဖို့ ready လုပ်ထားပါ